အားလုံးပဲမင်္ဂလာပါ大家好 Hello everyone it's me Ayla again ဒီတစ်ပတ်မှာတော့ Ayla ငွေဆောင်ကိုညအိတ်3ရက်ခီးစဉ်တွားခဲ့တဲ့အကြောင်းလေးဗီဒီယိုဖြစ်ပါတယ်ငွေဆောင်ခီးစဉ်မှာဘယ်တွေတွားခဲ့တယ်ဘာတွေလုပ်ခဲ့တယ်ဘာတွေစားခဲ့တယ်ဆိုတာကိုဒီဗီဒီယိုမှာမှတ်တမ်းတင်မှာဖြစ်ပါတယ်Ayla တို့မိသားစုကိုရောက်မနေ့9:40ကနေရန်ကုန်မြို့ကနေစတင်ထွက်ခွာခဲ့ပါတယ်哇你看这里阳光的空气污染太严重了大概တော့ရန်ကုန်မြို့ကြီးရဲ့လေတူးညဉ့်ညံမှုကိုမနေ့8နာရီမှာမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။လန်တရာမှာကားစီပြေမုံဝခဲ့ပြီးပြန်လို့ထပ်ခါခဲ့ပါတယ်။နေ့လယ်စာကိုတော့ရန်ကုန်အထွက်နာကမြန်မာထမင်းဆိုင်မှာစားတောက်ဖို့ရက်ခဲ့ပါတယ်။ဒီမှာကမြန်မာထမင်းတွေကစားကောင်းပြီးတော့ဈေးနှုန်းလည်းတင်ရှိပါတယ်။နေ့လယ်စာထမင်းစားပြီးမှတော့ခရီးကိုပြန်လဲစတင်ခဲ့ပါတယ်။ဒီမှာဆိုလို့ရှိရင်ဘေးနာကအိုင်လာရဲ့ညီမတွေကပေါ့နော်အိမ်မောကြနေကြတယ်ပေါ့နော်အိုင်လာတယောက်တည်းမအိပ်ဖြစ်တာပေါ့နော်အဖွားကတော့တက်ကြွနေပါတယ်ခရီးတွားလို့ရှိရင်သူကပဲတော့မှမအိပ်တတ်ပါဘူးအိုင်လာတို့ကကိုကားနဲ့ကိုကြောင့်မို့ရက်လိုက်တွားလိုက်နားလိုက်ပေါ့နော်အေးစစ်စစ်ပဲဆိုတော့ပုံမှန်တဲ့အချိန်ကကြာပါတယ်မနေ့9:40ရန်ကုန်မြို့ကနေစတွေ့ပြီးတော့ငွေဆောင်ကိုညနေ3နာရီမှာရောက်ခဲ့ပါတယ်နေ့လေ3နာရီလောက်ရောက်ပြီးတော့အရင်မွန်တစ်ခုမှနေရာကိုစီစဉ်ခဲ့ပါတယ်။ပြီးကြရင်တော့ကန်းချီစင်မှုတွေအင်ဂျီတွေလဲခဲ့ကြတယ်ပေါ့နော်။အင်ဂျီဝစ်စာလဲပြီးစတင်ထွက်ခါခဲ့ပါတယ်။ဒီမှာဆိုလို့ရှိရင်အိုင်လာကလုံးဝကိုပျော်ရွှင်နေရပေါ့နော်။တက်ကြွတဲ့ချက်ဖတ်ဖြစ်နေပါတယ်။ကန်းချီကိုအတနစနေပြီးခါဒီမှာပထမဆုံးရောက်ဖူးပြီးမြင်ဖူးတဲ့အတွက်ကြောင့်မလို့အရန်ကိုမှလှပ်ပါတဲ့ကန်းချီကိုမြင်ပြီးတော့မှလုံးဝကိုမှ非常开心啦ဒီလိုစမှုတွေဘောကင်းကိုဒုကင်း9000နဲ့ငားပြီးတော့မှကိုယ့်ရဲ့ပုံမရချင်တဲ့ညီမကိုဗီဒီယိုရိုက်ခံခဲ့ပါသေးတယ်ဒီမှာကအိုင်လာကလုံးဝကိုမှအရန်ပျော်ရွှင်နေတယ်ကြက်ဖဖြစ်နေတာပေါ့နော်သူကလည်းရိုက်ပေးရှာပါတယ်သူကအိုင်လာဘလော့ရိုက်မယ်ဆိုတာသိတဲ့အတွက်ကြောင့်မို့သူကလည်းဘလော့ကြည့်ချင်တာနဲ့ရိုက်ပေးရှာပါတယ်ဒီမှာဆိုလို့ရှိရင်လည်းတိတ်မရိုက်ချင်ရှာပါဘူးဒီမှာပဲကြည့်လိုက်ပါတော့နော်ပြီးကြလို့ရှိရင်ပဇွန်ကင်စားကြပါတယ်ဒီမှာဆိုလို့ရှိရင်ပဇွန်က2စီ1000ပတစီ9000ပေါ့နော်ပဇွန်လေးကစားလို့အရန်ကြီးကောင်းတဲ့ချင်းမှာတော့မပါပါဘူးဒါပေမဲ့ဒီကလုတ်ခဲ့တဲ့အတွက်ဆိုလို့ရှိရင်တော့တို့ကနေ့စဉ်ဒီပဇွန်ကင်တွေရောင်းပြီးတော့မှပတ်စံရှာကြတာပေါ့နော်ဆောင်းမကောင်းလို့ပြောမိမဲ့တဲ့စားကုန်ပါတယ်ကန်းချီရဲ့နေရာတိုင်းမှာအုံးရည်နဲ့ပဇွန်ကင်တွေရပါတယ်အိုင်လာတို့တွားခဲ့တဲ့အချိန်မှာဒီငွေဆောင်ကလူအရန်ကြီးများတဲ့အထဲမှာတော့မပါပါဘူးပေါ့နော်ရေကိုအေးစစ်စစ်လေးစုပ်လို့ရပါတယ်ဒီအိုင်လာတို့ဖောက်ဝင်တဲ့ရေကစားနေတဲ့အချိန်မှာဦးလေးဖုံးနဲ့ငါးပြီးရိုက်ခဲ့တာပေါ့နော်တူဖုံးကယေစုခံတယ်လို့ပြောပြီးတော့မှရေထဲမှာကြီးလဲနှိကြည့်ရပါတော့တကယ်တမ်းလည်းခံပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့သူ့ရဲ့ဖုံးကတော့နည်းနည်းရေဝင်သွားတယ်လို့ပြောပါတယ်ဆန်ဦးလေးတော့စိတ်လိုက်ရပါတယ်ဆိုရှင်မြင့်နေလို့ထင်ရပဲပေါ့မတရားလိုက်လို့ဆိုလို့ရှင်မတရားလို့ရပါတော့ရှောင်းနေတယ်လို့ပြောငွေဆောင်ကိုရရှိနေတာဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါကတော့ကြီးအောင်လိုင်းဖြစ်ပါတယ်ဖိုးခွေနဲ့ဒီ9000ဟိုပါအဲ့လိုမျိုးစီးလို့ရတယ်ပေါ့နော်ငားလို့ရတယ်ဒါဆိုရှင်ဟိုနောက်မှာဦးစန်းလင်းအောင်ပေါ့နော်ဦးစန်းလင်းအောင်ရဲ့နောက်မှာအကြီးကြီးတို့ပြီးတော့ချစ်တုံလေးတို့မိတုစာဝင်တို့ရှိပါတယ်အခုအိုင်လာအဲ့ဒီလောက်နေတဲ့အချိန်မှာကို့အတန်ကိုရုပ်ကိုမြင်ပြီးတော့မှမြင်ပြီးကြားပြီးတော့မှပြန်ပြီးတော့မှရေကိုစော့ကျင်လိုက်ပေါ့နော်ရေစော့ပြီးတော့အခန်းကိုပြန်ပြီးရေချိုးနဲ့တဖန်ပြန်ပြီးချိုးပြီးတော့မှဝစ်စာဝစ်ပြီးတော့မှညနေစာစားဖို့ထွက်ကြမယ်ပေါ့နော်ပြင်မှာညနေစာတွားမစားခင်အဲ့ဒီကန်းချီမှာမားခဲ့တဲ့ကနန်းသားကျော်နဲ့လည်းထမင်းကိုစားခဲ့ပါသေးတယ်ဝေဆောင်ဝယ်ရောက်လာပြီဆိုတော့မိထားလို့မရတဲ့ဝိစာဝယ်တာနဲ့လက်ဆောင်ပစ္စည်းဝယ်တာမျိုးလည်းရှိပါတယ်။ဒါကတော့ထမင်းမစားခင်အဲ့ဒါတို့ကဒီလမ်းဘေးမှာရှိတဲ့ဆိုင်တွေကိုပတ်ကြည့်ပြီးတော့မှဝိစာတွေဝယ်ခဲ့ကြပါတယ်။အဲ့ဒါကဒီလိုလက်ပတ်တို့ဆွဲကြိုးတို့ဘူးစုကျူလေးဆိုရင်တဘောကြတဲ့ထဲပါပါတယ်။ဒါကြောင့်မို့လို့ဝယ်ခဲ့တာပေါ့နော်။ပြီးကြရင်တငယ်ချင်းအတွက်လက်ပတ်တကွင်းနဲ့နောက်ထပ်တငယ်ချင်းအတွက်ခရီးတော့ချိတ်လေးဝယ်ခဲ့ပါသေးတယ်။ညနေစာစားစရာတွေရပါပြီဒီမှာဆိုလို့ရှိရင်အဖွားလေးကညနေစာကိုတူရှင်းမယ်ဆိုပြီးတော့ဗောနော်စားတူရှင်းပေးမယ်ဆိုပြီးတော့ပြောလို့တိတ်မရှာခဲ့ပါဘူးဒီမှာပဲကြည့်လိုက်ဗောနော်ဒါကတရုတ်ဆိုင်ဖြစ်ပြီးတော့မှအရတာပေါ်တဲ့သူတွေအရတာပေါ်တာမကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဆိုင်ကိုစားကောင်းတယ်လို့ထင်ကြမှာမဟုတ်ပါဘူးအိုင်လာတို့ကတော့အများကြီးစားခဲ့ပါတယ်Morning 早上好ဒီမှာကနောက်တစ်နေ့နဲ့ဖြစ်နေပါပြီအိုင်လာကဒီမှာဆိုအစိုးဆုံးထားတဲ့သူပေါ့နော်အစိုးဆုံးလို့ပြောရင်နေကတော်တော်လေးမြင့်နေပါပြီတခြားသူတွေမထသေးပဲအိုင်လာအရင်ဆုံးထားတဲ့အတွက်ကြောင့်မလို့အစိုးဆုံးလို့ပြောတာပေါ့နော်တခြားသူတွေကိုစောက်ရင်လည်းအရှိမထိုင်နေတာပေါ့နော်ပြီးရင် breakfast စားပါမယ် breakfast ကိုတော့ဒီတက်ခွက်ကမှကျွေးတဲ့မနက်စာဖြစ်ပါတယ်
ပြီးကြတော့အိုင်လာတို့တဲတဲ့နေရာကိုပြန်ရှာပြီးနောက်ထပ်တစ်ခုပြန်ပြောင်းနေပေါ့နော်ဒီမှာတော့အိုင်လာကအလားတွေပြင်ပြီးတော့ဝစ်စာရေးပြန်လဲပြီးတော့မှဒီနေ့ငှက်ကျွန်းကိုတွားကြမှာဖြစ်ပါတယ်这是我第一次跟我家人来到海边，其实离阳光来到海边来到这边不是那么远，这是我第一次，现在要去海边了。ဒီမှာကနေ့လေဆိုလို့လေကအရန်တိုက်ပြီးတော့မှအေးတာပေါ့နော်ဒီမှာဆိုလို့ရှိရင်အိုင်လာတို့ရဲ့အုတ်ထုပ်တွေဒီမှာဝယ်ပြီးတော့မှအုတ်ထုပ်တွေကကစားလေးတွေတိုက်ပြီးတော့မှလွှင့်နေတာပေါ့ဒီမှာကအိုင်လာကအိမ်မှာဗီဒီယိုတစ်ပုဒ်နဲ့ transition လုပ်ချင်လို့ဆိုပြီးတော့ဒီမှာဖုန်းကန်ခိုင်းပြီးလုပ်နေရတာပေါ့နော်ရလိုက်မရလိုက်နဲ့လုပ်ပြီးတော့မှတော်ပါပြီဆိုပြီးတော့မှတွားပြီးတော့မှရေကစားရတယ်ပေါ့နော်အေးရေလိုင်းလာနေပြီဆိုပြီးတော့မှအဲ့လိုမျိုးခုံဆွာလုပ်တယ်ပေါ့နော်နောက်တစ်ခါလာပြီဆိုပြီးတော့မှရေလိုင်းရမရောက်ခဲ့ပါဘူးပတ်ဝန်းကျင်ရလာနေမြဲလူကတော့မဲနေပါတယ်ကန်းချီဆိုတော့ရေလိုင်းတက်ကြကတော့အများတန်းရှိပါတယ်ရေလိုင်းတက်လာတိုင်းလည်းပြောစရာကောင်းပါတယ် Ocean Blue ဆိုတဲ့အတိုင်းပင်လယ်ပြင်ကြီးကပြရောင်နဲ့နေပြီးတော့မှတချို့လေးနားထောင်ပြီးတော့မှဒီနေရာမှာလာကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုမှခန်းစားလို့ကောင်းမဲ့နေရာမျိုးပေါ့နော်တော်တော်လေးကိုလာပပြီးတော့ကျေပြောလာတဲ့ပင်လယ်ပြားကြီးဖြစ်ပါတယ်ဝါအုံးကြီးကတလုံးလုံးမကုန်နိုင်ဘူးဆိုပြီးတော့မှလည်းကိုအောင်တောက်ခဲ့ပါတယ်ပြီးရတော့အရေးပါမကအဖက်ပါစားမယ်ဆိုပြီးတော့ခွဲခိုင်းပြီးတော့မှစားခဲ့လိုက်ပါသေးတယ်အုံးရီတောင်အောင်ဒီစားရင်ငှက်ကျွန်းကိုတွားဖို့အတွက်လာခုံမဲ့လေကိုစောင့်နေတာဖြစ်ပါတယ်။အဲ့ဒါတို့လာခုံမဲ့လေက12နာရီထိုးမှထွက်မှာပေါ့နော်။အဲ့ဒါကြောင့်မို့ဒီမှာအုံးရီတောင်ရင်နဲ့စောင့်နေဟိုလုတ်ဒီလုတ်ဗီဒီယိုရိုက်နေတာဖြစ်ပါတယ်။လေရောက်လာပါပြီ။ဒီမှာတို့ကအသက်ကဲအင်ဂျီကိုတခါတည်းဝစ်ပေးရပေါ့နော်။လေစီးတဲ့ခါမှာဒီလေလို့ခေါ်မလားဘာလို့ခေါ်မလဲဒီလိုအဲ့လိုဒီမီလေမြေမှာစီးတဲ့အဲ့ဒီလေပေါ့နော်။အဲ့ဒီခီးတွားလေမှာအဲ့ဒီမှာရေလိုက်လုံးဝအရန်ကြီးပြီးတော့မှခုံဆွားနေပေါ့နော်လုံးဝကမှတောက်စရာလည်းကောင်းလို့ပြောစရာလည်းကောင်းပါတယ်ဒီနေ့လေးမှာတစ်ခုကြံခဲ့တယ်ပေါ့နော်ငှက်ကျွန်းကိုမတွားခင်မီတာစလိုက်ဓာတ်ပုံရိုက်မယ်ဆိုပြီးတော့မှအဲ့ဒီလီမောင်းနဲ့တူကရိုက်ပြီးတယ်ပေါ့နော်ရှီရရပြီးအနောက်လဲဆိုပြီးအနောက်လဲပြောလက်ချောင်းထောင်ဆိုပြီးအိုင်လာပြောတော့အကုန်လုံးလက်ချောင်းထောင်ပြီးယေးဆိုပြီးပြောကြပါတယ်ငှက်ကျွန်းကိုရောက်လာပါပြီအဲ့ဒီငှက်ကျွန်းမှာပေါ့နော်လေကားအရှိကိုတက်ရပါတယ်နည်းနည်းကိုမတ်ဆောက်တဲ့အတွက်ကြောင့်မို့လို့တတိချာလေးတက်ရတယ်ပေါ့နော်အဲ့ဒီမှာကလေးတွေရောအဖိုးဖားတွေရောတက်တာတွေ့ရတယ်ပေါ့နော်အိုင်လာတော့မနှဲတက်ရတယ်ပေါ့နော်ဟောခဲတာဖြစ်ပါတယ်ကိုထက်ငယ်တဲ့သူနဲ့ကိုထက်ကြီးတဲ့သူအကုန်လုံးကတော့တက်နိုင်ကြတယ်ပေါ့နော်ပြီးကြရင်တော့အိုင်လာဇက်လန်စားပါပြီအဲ့မှာစဖီတွေဆွဲပါတယ်ပုံရပေးတဲ့လူမရှိပေမဲ့လည်းကိုဖန်တဲ့ကိုပေါ့နော်ဗီဒီယိုတွေရိုက်လိုက်စဖီတွေဆွဲလိုက်လုပ်နေပါတယ်ငှက်ကြုံမှာပကက်တွေလည်းလှုပ်ထားပေးရပေါ့နော်အဲ့ဒီမှာအိုင်လာကပကက်တစ်ခုပေါ်မှာစီးပြီးတော့မှအပန်းဖြေခဲ့ပါတယ်ပြီးကြရင်အိုင်လာတော့ရေကူးဖို့ဆိုပြီးတော့မှကျွန်းရရှိဘက်ကိုထွက်လာခဲ့ကြပါတယ်ဒီမှာမြင်တဲ့အတိုင်းပေါ့နော်ရေလိုင်းလုံးတွေကလုံးဝကမှတိုက်ခတ်နေပြီးတော့တကယ်ကြောက်စရာလည်းကောင်းလို့စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်ရေကကြည်လက်နေပြီးတော့ဘယ်လိုပြောရမလဲပေါ့နော်ကြည့်လို့လာတယ်ရေလိုင်းလုံးတွေကြည့်ပြီးတော့မှလေကခုန်နေတဲ့အတွက်ကြောင့်မို့လို့လက်ကိုတခြားတော့ကင်ထားရတယ်ပေါ့နော်ဒီမှာလေဓမ္မပြောတာကမလာရတဲ့လူတွေဆိုလို့ရှိရင်တချို့တနေရာကနေပြန်လက်ပြန်ရတယ်လို့ပြောပါတယ်ပြီးကြတော့အိုင်လာတို့မိသားစုအဲ့ဒီမှာရေကူးကြတယ်ပေါ့နော်ဒီနေ့အတွက်ကတော့ရေကူးပြီဆိုတော့ဒီတော့ပဲပေါ့နော်အခန်းကိုပြန်တော့ပါမယ်ပြီးကြရင်ရေလေရဲ့အဝေးတနေရာမှာပေါ့နော်လိပ်ပုံစံမြင်ရတဲ့ကျွန်းကိုတွေ့တဲ့ခါကျရင်ခဏရက်ပေးပါတယ်ဒီမှာသူပြောတာကကိုနဲ့ခေါင်းနဲ့ဆက်ထားတဲ့ပုံစံအရာလိပ်ပုံစံနဲ့တူနေလို့လိပ်ကျွန်းလို့ခေါ်ပါတယ်ရှင်ညကြတော့ကျမတို့တွေကန်းချေကိုလမ်းလျှောက်ထွက်ခဲ့ကြပါတယ်ဒီမှာကအညဆိုလို့ရှိရင်လေတိုက်တာနဲ့အရန်ကိုအေးပါတယ်အရန်ကိုအေးပါတယ်ပြီးတော့လိုင်းလုံးတန်နေနဲ့တေချာလေးကိုနားထောင်နေဆိုလို့ရှိရင်တန်အရန်ချိန်ပြီးတော့မှလေရတယ်တော်တော်လေးကိုတိုက်ပါတယ်โอเคဒါကတော့နောက်ဆုံးရရောက်ပြီပေါ့နော်နောက်ဆုံးမနက်ခင်မှာတော့ကြောက်ပစုံမှာစားကြပါတယ်ဒီမှာကြောက်ပစုံနဲ့ခနန်းသားကြော်နဲ့ထမင်းနဲ့စားတာပေါ့နော်ပြီးကြရင်တော့ပြီးလည်းပြီးအိုင်လာတို့မတွားခဲ့ကြတော့ပါဘူးတခါတည်းပြန်လာခဲ့ပါတယ်ဒါကြောင့်မို့ညအိတ်ဆိုပေမဲ့3ရက်မဟုတ်ဘဲနဲ့ညအိတ်2ရက်ပုံစံပဲဖြစ်သွားပါတယ်ဘာလို့ဆိုအိုင်လာတို့နောက်ဆုံးနေ့မနက်မှာပင်လယ်ပြင်ကိုမတွားခဲ့ကြလို့ပါအဲဒီအားလုံးကတော့ဒီတစ်ပတ်ငွေဆောင်ကိုတွားခဲ့တဲ့အိုင်လာရဲ့ခရီးစဉ်အကြောင်းကိုအတူချုပ်နဲ့အကောင်ဆုံးမှတန်တင်ထားတာဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်谢谢大家再见